ထမမြစ်တင်အေယာဝတီမြစ်သည်မြစ်ကြီးနားစိတ်ကမ်း၌ပင်အခြားမြို့များမှစိတ်ကမ်းများထက်ပြင်းပြောင်းလှပါလေသည်တို့ရာတွင်တင်မော်ထွက်လာခဲ့၍ပထမမြစ်ကျင်းသို့ရောက်သောအခါ၌မူမြစ်တစ်ခု၏အရွယ်မဟုတ်တော့ပဲချောင်းကလေး၏အရွယ်ဖြစ်လာတော့၏မြစ်ကြောင်းကျင်းမြောင်းလေလေရေများသည်စု၍လာလေဖြစ်ရသောကြောင့်ရေစီးလဲအလွန်တန်၍အလွန်တရာလဲနတ်ပုံရသည်အချို့နေရာများ၌ဒလဟောတွန်းထိုးဆင်းသောရေသည်ရှေး၌စီးကလည်းရရှိသောတောင်ကြီးသို့မဟုတ်ကြောက်ဆောင်ကြီးများကိုအဟုန်ပြင်းစွာနှင့်တိုက်ခိုက်သည်ဖြစ်သောကြောင့်ရေမုံရေမွှားများသည်တဖွာဖွာပြန့်စင်၍တဝေါတဟောဟောမြည်သောအတန်ဖြင့်စူညံလျက်ရှိ၏ကံတစ်ဖက်တစ်ချက်၌ကအလွန်မြင့်မားသောတောင်ကြီးများသည်ဇွတ်အတင်းထိုးဆင်းသောမြစ်ရေလုံးကိုအသာတကြီးလမ်းဖယ်မပေးခြင်းပဲကတိကတ်သက်လောက်ကြသည့်လက္ခဏာနှင့်ဟိုမှစီဒီမှသာဟိုမှခုဒီမှခံအတန်တန်စ조사၍အနှောက်အယှက်ပြုသည်နှင့်နေရာတကာတိုင်းတွင်အတိုက်အခန်းလုံနေဟန်တူ၏အချို့နေရာတွင်တစ်ဖက်၌ရှိသောတောင်ကြီးသည်ပြေးသွားသောလူတစ်ယောက်ကိုခြေထိုး၍ခံလိုက်ခြင်းကဲ့သို့မြစ်ရေလုံး၏ရှေ့မှကြောက်စွန်းတစ်ခုထုတ်ခါကန့်လန့်ခံလိုက်ရာမြစ်ရေလုံးသည်ကြောက်စွန်းကိုအကျန်းနည်းနှင့်ဖြိုဖျက်ရန်မတတ်နိုင်သောအခါတွင်အနှုတ်နည်းဖြင့်ပွန်းတီးအောင်တဖြည်းဖြည်းလုံးပါစေ၏တခါတရံတွင်မြစ်ကြောင်းသည်ညီမျှကျင်းမြောင်းပါသည်နည်းဟုတမောဦးမှထိုင်၍ရှေ့သို့မျှော်ကြည့်ကာလိုက်လာသောကျွန်ုပ်သည်ရှေ့တဲ၌တောင်ကြီးစီးလျက်ရှိခြင်းကိုသာမြင်ရ၍မြစ်ကြောင်းလုံးဝပြောက်ပြီးတောင်ကြီးကိုတမောဦးဖြင့်ဝင်ဆောက်ခြင်းမှတပါအခြားနည်းလမ်းမရှိတော့ပြီဟုမှတ်ထင်လိုက်ရ၏တို့ရာတွင်တောင်ကြီးသည်တမောဦးဖြင့်စောင်းတော်မူဆဲရှိရာတွင်မှလက်ရာဘက်၌တော်၎င်းလက်ဝဲဘက်၌တော်၎င်းရေချောင်းကလေးပေါ်လာ၍၎င်းဘက်သို့စက္ကနဲလှည့်ကကြွေချိုးလိုက်ခြင်းကိုမြင်ရပါတော့သည်မြစ်ကြောင်းကျင်းမြောင်းရသည့်အထဲတွင်တရောင်စစ်ချိုးကြွေရသည့်နေရာပေတကားထိုကဲ့သို့ချိုးကွေးလျက်ရှိစဉ်တစ်ချက်တွင်တင်မောဥမဖြစ်စေတစ်ချက်တွင်တင်မောပဲ့ပိုင်းမှဖြစ်စေခုံချလိုက်ပါကကမ်းပေါ်သို့ရောက်နိုင်မည်ဟု၍ပင်ထင်ရလောက်ပေသည်လူစိတ်သည်ခလာ၏၎င်းမြစ်ချင်းအရဲ၌တစ်ဖက်တစ်ချက်ရှိတောင်ကြီးများသည်မြင့်မားကြီးရှိကြ၍တစ်ပင်များထူရက်စွာပေါရောက်လျက်ရှိကြသဖြင့်ကျွန်ုပ်မြင်ဘူးသည့်တောင်များအနက်တွင်အစိမ်းလန်းဆုံးဖြစ်ပေရာမြစ်ကြောင်း၏ကျင်းမြောင်းခြင်းကြောင့်တင်မောနှင့်ကလျက်ရှိုံမကအချို့နေရာများတွင်တင်မောပေါ်သို့ပင်မိုးလျက်ရှိသည်ထင်ရ၏တစ်ပင်များပေါ်၌လည်းမြောက်များနှင့်တောငှက်အမျိုးမျိုးရှိကြ၍မြောက်တန်ငှက်တန်နှင့်ရေတန်တို့စုပေါင်းရောနှောကနားရဲသို့တိုးဝင်သည်ဖြစ်သောကြောင့်အချို့နေရာများတွင်တမောပေါ်၌အချင်းချင်းစကားပြော၍မကြားနိုင်လောက်အောင်စူညံစွာရှိနေတော့သည်ဒီခရီးမှပြန်လာ၍1919ခုနှစ်ထုတ်ယူပနန္ဒီဝတ္ထုကိုကျွန်ုပ်ရေးသားရာတွင်ထိုစဉ်ကမြင်တွေ့ခဲ့ရသောရှုခင်းအတိုင်းမှတ်မိသလောက်ရေးထည့်ခဲ့ခြင်းဖြစ်လေသည်အချက်ဖက်၌လိုက်ပါကြသောဗိုလ်ကြီးနှစ်ယောက်တို့သည်ရွက်ဖြင့်ကလထိုင်ကိုစီနှင့်မှန်ပြောင်းကိုကြည့်လိုက်ဝီစကီနှင့်ဆိုတာကိုကြိုက်ချလိုက်တယောက်ကဆေးပြင်းလေတယောက်ကဆေးတံကိုဖွာလိုက်စကားတပြောပြောနှင့်လိုက်ပါလာကြရာကျွန်ုပ်တို့စည်ရေးနှစ်ယောက်မှမူမှန်ပြောင်းလဲမပါဝီစကီရှိတော်လဲမတော့ဝင်ကြသည်နှင့်လက်ဖက်ရည်ချမ်းကိုဆီကရက်နှင့်မြည်ယုံဖြင့်ကျင်းနေကြရသည်လူစိတ်သည်ခက်၏ကျွန်ုပ်တို့သည်လက်ဖက်ရည်ချမ်းနှင့်ကျင်းနေကြရမှာဘုံနှစ်ယောက်ဘာလုံးနေကြသည်ကိုသိလိုကြ၍နေကားမှချောင်းကြည့်လိုက်မိကြရာတွင်ဝီစကီဆိုတာကိုမြင်ကြရသည်နှင့်ကျွန်ုပ်တို့၏လက်ဖက်ရည်ချမ်းမှာစိတ်မရှိဘဲဖြစ်သွားရပါတော့သည်ဤတွင်ဘာမဆိုမြည်ဆန်းကျင်တတ်သောကျွန်ုပ်၏ဝါဒနာသည်ဟုတ်မှဟုတ်ပါလေ၏လောဟုယုံမှားခြင်းတစ်ကြိမ်ဖြစ်ခဲ့မိဘူးပါသည်သူချေလွာတောင်းခံရခြင်းလမ်းတွင်တညအိပ်၍နောက်တစ်နေ့တွင်ဗမော်မျိုးသို့စိုက်ရောက်ကြ၏ဒုဝင်ကြီးသည်ဗမော်အရေးပိုင်နှင့်ခင်မင်သူဖြစ်၍၎င်း၏အိမ်၌တဲခိုနေရာမြင်းကြီးနှင့်ကျွန်ုပ်မှာ
ဘိုထဲ၌တဲကိုကြ၏ထိုည၌ကျွန်ုပ်နှင့်စရေးကြီးကိုပါခင်တို့သည်ရွှေကြီးနာဖျားပွဲသို့ခေတ္တလောက်သာသွားကြ၍ဝါသနာအိုးများဖြစ်ကြသည့်အတိုင်းဘီလီယက်ခုံ၌အချိန်ထုံးကြပြီခုံပိန်းမှကိုနေရာသို့အသီးသီးပြန်သွားကြ၏နောက်နေ့နနက်ခင်း၌ကျွန်ုပ်သည်လှုပ်ရှားအလုပ်များကိုလုပ်၍နနက်စာစားပြီးသည့်နေ့တိုင်း၌အစီကံကျဲ၌ရှိသောကျွန်ုပ်၏အိယာသို့ဝင်အိတ်လေ၏နေ့လယ်2 နာရီခန့်တွင်ကိုဘခင်လာနိုးပြီးရိုးဆရာကြီးထကြည့်အောင်ပြခမားစပွဲမှာမီးလောင်နေလေရဲ့ဟုပြော၏ကျွန်ုပ်သည်ဘိုရဲအောက်ချမ်း၌ရှိသောကျွန်ုပ်၏အလုပ်စပွဲသို့သွားကြည့်ရာမင်းကြီးကထုချေလွာတောင်းထားသည့်စာတစောင်ကိုတွေ့ရ၏အတိတ်ပဲမှာနေ့လယ်12 နာရီလောက်၌အလုပ်ရှိ၍ခေါ်ရာမတွေ့ရကြောင်းနေခင်းအချိန်တွင်အခွင့်မရှိပဲထွက်၍လဲသည့်အတွက်ကြောင့်အဘယ်ကြောင့်အပြစ်မပေးထိုက်ကြောင်းကိုထုချေရမည်ဖြစ်ကြောင်းပါရှိလေသည်စာကိုဖတ်လိုက်ရသည်နှင့်တပြိုင်နက်မင်းကြီးအချစ်တော်ဗဒလာ၏လက်ချက်ဖြစ်သည်ဟုကျွန်ုပ်တွေးနိုင်လေသည်မင်းကြီးကခေါ်ခိုင်းစဉ်ကျွန်ုပ်အိတ်နေခြင်းကိုတီလျက်နှင့်ဗဒလာကကျွန်ုပ်မရှိဟုပြောလိုက်ခြင်းဖြစ်သည်ရန်ညိုကသူတို့အားထမင်းမကြွေးသည့်အတွက်ဖြစ်ရပြီကျွန်ုပ်သည်ကိုမြင့်ကဲ့သို့အစေခံများနှင့်ပြည့်ပြည့်အောင်မဆက်ဆံတတ်သည်ကျွန်ုပ်၏အပြစ်ကိုသိပါ၏တို့ရတွင်ဗဒလာကကျွန်ုပ်ရှိပါလျက်နှင့်မရှိဟုလိမ်လေပြောခြင်းကြောင့်အရေးယူခံရခြင်းကိုစိတ်ဆိုးသည်နှင့်ကိုဘခင်ကိုတတ်သိထူရန်မင်းကြီးထံသို့ခေါ်သွားပါသည်ကျွန်ုပ်သည် ICS အရာရှိများကိုအခါခတ်သိမ်းယွန်းကြောက်ပါသည်တို့ရတွင်မတရားသဖြင့်ဆွဆွဲခြင်းခံရသည်နှင့်ဒေါသထွက်လာ၍ကြောက်စိတ်မရှိတော့ပဲအဖြစ်အပျက်အမှန်ကိုမင်းကြီးအားဒေါသနှင့်ပြောပြ၍ကိုဘခင်ကိုတတ်သိထူ၏မင်းကြီးသည်ဗဒလာကိုခေါ်၍မေးရာဗဒလာကကျွန်ုပ်ကိုရှာစဉ်အစေခံတဲတဲ့သို့ဝင်မကြည့်မိကြောင်းဝန်ခံ၏မင်းကြီးသည်ဗဒလာကိုပြန်ထွက်စေပြီးနောက်အဘယ်ကြောင့်ထိုကဲ့သို့ပြောသည်ဖြစ်သည်နည်းဟုကျွန်ုပ်အားမေးရာသူတို့ကိုထမင်းမကြွေးသောကြောင့်ဖြစ်သည်ထင်ကြောင်းပြောပြ၏ထိုအခါမင်းကြီးကသူတို့ကိုထမင်းကြွေးဖို့တာဝန်မရှိကြောင်းသူတို့လည်းခရီးစရိတ်ရကြ၍သူတို့ဟာသူတို့စားနိုင်ကြောင်းပြောလေသည်ဤကိစ္စ၌မင်းကြီးသည်ကျွန်ုပ်အပေါ်တွင်အပြစ်တင်စရာရှာမတွေ့တော့လေသူ၏အချစ်တော်ဗဒလာနှင့်အစင်မပြေမှုဖြစ်ရခြင်းအတွက်ကျွန်ုပ်အပေါ်၌မျက်နှာမကောင်းခြင်းကိုကျွန်ုပ်ရိပ်မိသည်ထိုအချိန်မှစ၍ငါသည်ဗဒလာကိုလည်းအလျှော့မပေးနိုင်ဤသို့သောဗဒလာတယောက်အားလက်သက်မွေးသည့်မင်းကြီးတယောက်၏လက်အောက်တွင်ကြာရှည်စွာအလုံးလုံးခြင်းအပြင်စိတ်ချမ်းသာမှုရှိနိုင်တော့မည်မဟုတ်ဟုဆုံးဖြတ်လိုက်လေ၏ရှုံးပြောင်းခြင်းနောက်များမကြာမီဒုဝင်ကြီး၏ဟက်ကလတ်စရေးသည်ခွင့်ယူသွားရာတွင်ရုံးပြောင်းဖို့လျှောက်ထား၏မင်းကြီး၏တောလိုက်စရေးနှင့်ဒုဝင်ကြီး၏ဟက်ကလတ်စရေးကြီး၏လာစာမှာအတူတူဖြစ်တော်လေကျွန်ုပ်၏လက်ရှိရာတို့သည်တက်လန်းရှိ၍ခရီးစရိတ်လည်းပိုသောကြောင့်ရုံးအုပ်နှင့်တကွအခြားစရေးများကကျွန်ုပ်၏အကြံအစီကိုဖျက်ကြ၏တို့ရတွင်ကျွန်ုပ်မူကားကြီးပွားခြင်းကိုသဘောမထားဗဒလာတယောက်အားဦးစားပေးသည့်မင်းကြီးတယောက်၏လက်အောက်တွင်လက်ပွန်းသက်သည့်နေရသည့်တောလိုက်စရေးအလုံး၌စိတ်ချမ်းသာမှုမရှိနိုင်ပြီဟုဆုံးဖြတ်ခါရုံးပြောင်းလိုက်ပါတော့သည်တို့ဖြစ်၍ကျွန်ုပ်သည် TV လိုင်း၌ရှိသောမင်းကြီးရုံးမှာဘော်ရီကုန်း၌ရှိသောလေယာစိုက်ပျိုးရေးဒုဝင်ကြီး၏ရုံးသို့ပြောင်းရွှေ့လိုက်ပါတော့သည်လေယာစိုက်ပျိုးရေးဌာနမင်းကြီးမှာ ICS အရာရှိတယောက်ဖြစ်၍ဒုဝင်ကြီးမှာလေယာစိုက်ပျိုးခြင်းပညာကိုအထူးတလဲသင်ကြားလာခဲ့သည် expert ခေါ်အရာရှိဖြစ်လေသည်အကျင့်ဆိုပြန်ပေါ်လာခြင်းမင်းကြီးမစ္စတာကလေတင်သည်စုဘူးတသက်လောက်ဒုတိယဝန်ကြီးမစ္စတာတော်ဆန်မှာစိတ်တဘောထားကောင်းသည့်လူလေးတစ်ယောက်ဖြစ်၏ကျွန်ုပ်နှင့်တလားကမ်းမြအလုံးလုံးမိကြလျင်ပင်ဒုဝင်ကြီးသည်ကျွန်ုပ်ကိုအလွန်ခင်မင်၍သူလက်အောက်၌အလုံးလုံးရခြင်းမှာစိတ်ချမ်းသာလာသည်ဝင်ကြီးသည်ကျွန်ုပ်ကိုအလွန်ယုံကြည်၍ကျွန်ုပ်ပြောသည်များပြီး၏
ဤချင်းရာသည်ကျွန်ုပ်အဖို့အကောင်းကြီးမဟုတ်လှကြဝင်ကြီးတောတက်သောအခါဒုတိယစီရေးသည်ဝင်ကြီးနှင့်အတူလိုက်ရလျာကျွန်ုပ်မှာဟက်ကလတ်အဖြစ်နှင့်ရုံးထိုင်ကြံရစ်ပြီးအတော်လွတ်လပ်ခြင်းရ၏ရုံးသုံးငွေကိုပင်ကျွန်ုပ်ပင်ကန်ရ၍စည်ရင်းကိုလည်းကျွန်ုပ်ပင်ကန်ရ၏ထိုချိန်တွင်ကျွန်ုပ်သည်စံတေဝီကိုပိုးပန်းစဉ်ကကာလသာတငယ်ချင်းများနှင့်တဖန်အဆက်ဖြစ်၍၎င်းတို့နှင့်အတူဘီလီယက်ခုံ၌ညများတွင်အချိန်ဖြုံးလျက်ရှိ၏ထိုစဉ်ကဘီလီယက်ခုံများတွင်ဘီလီယက်ရိုးရိုးမကပဲကစ်တက်ခေါ်ကိုးရိုင်းကစားနည်းဖြစ်စားလျက်ရှိရာဤကစားနည်းတွင်ဂေါ်လီအကြီးအသေးလောင်းကစားခြင်းသည်တွဲဖက်လျက်ရှိ၏ကျွန်ုပ်သည်တညလျင်တစ်ချက်နှစ်ချက်လောင်းကစားရာမှငယ်စဉ်ကအလုတ်သမားများနှင့်လောင်းကစားမှုသည့်အလေးအကျဉ်းကြောင့်တွေးကြည့်လာပြီး9ချက်30စသဖြင့်လောင်းတက်လာလေပြီအစပထမ၌လောင်းကစားခြင်းအလုံးဤဖျားယောင်သွေးဆောင်တတ်သည့်ထုံးစံအတိုင်းဘီဂင်နာလက်နိုင်သည်ကများ၍ရှုံးသည်ကနေသဖြင့်ဝမ်းသာစရာကြီးဖြစ်နေ၏အတန်ကြာသောအနိုင်ကုန်၍အရှုံးများလာခဲ့လေပြီဤတွင်ကျွန်ုပ်သည်လာကထုတ်သောအခါ၌ပြန်ထည့်မည်ဆိုကာရုံးငွေကိုတလအတွက်ထုတ်ယူပြီးကစား၏ရှုံးသွားသဖြင့်လာကထုတ်သောအခါ၌ထည့်လိုက်ရ၏ဤအတော်အတွင်းလောင်ကစားခြင်းသည်ကျွန်ုပ်အားအပူတပြင်းတွေးဆောင်လျက်ရှိလေပြီဘီလီယက်ခုံတို့မသွားတော့ပါဆိုကာတညနှစ်ညအောက်နေတော်လဲရှက်ရှက်ဖွတ်ကြောင်ဟူသောအတန်များနားရဲသို့တိုး၍ဝင်လာတော့သည်မနေနိုင်တွားရတော့သည်ပထမ၌တလကငွေကို၎င်းထို့နောက်နှစ်လကငွေကို၎င်းယူ၍သွားလေရာရှုံးသည်ကြီးသာကြုံရတော့၏မထူးတော့ပြီတဒက်စားလဲကြက်သွန်ဟူသောစကားကို၎င်းလှေမျောလှေချင်းလိုက်ဟူသောစကားကို၎င်းတတိယ၍ရှုံးထားသည့်ရုံးငွေကိုပြန်ရအောင်လုပ်ယူခြင်းမှတပါအခြားနည်းလမ်းမရှိတော့ပြီဆိုကာညတိုင်းပင်ဂေါ်လီရိုက်မိတော့သည်တခါတရံအလဲငယ်နိုင်တော်လဲရှုံးထားသည့်ရုံးငွေကိုပြန်ထက်လောက်အောင်မပြည့်သောကြောင့်ဆက်လက်၍သာကစားရ၏ရုံးငွေထုတ်သုံး၍အစိုးရသိလျင်ထောင်ကျမည်ဆိုခြင်းကိုသိပြီးဖြစ်သောကြောင့်စိတ်ပူလိုက်ပုံမှာအစီစား၍အသားမဖြစ်ဆိုသည့်စကားအတိုင်းအတော်ပိန်ကြုံလျက်ရှိလေပြီဝင်ကြည့်သည်ရုံးငွေကိုတလတစ်ကြိမ်ထုံးစံအတိုင်းစစ်ဆေးတော်လေငွေစရင်းကိုဤသို့ထိုနယ်ဖလှယ်၍ပြခြင်းကြောင့်ဝင်ကြည့်မသိရှိပေဤသို့ဖြင့်6လခန့်ကြာသောအခါရုံးငွေအနက်မှကျပ်1000ခန့်ရောလျက်ရှိလေပြီဘီလီယက်ခုံမှပြန်လာသောအခါအိမ်မပြောနိုင်သည့်ညများကများပါတော့သည်တန်ကောင်းလို့ထောင်မကြတနေ့တနိုင်လာဇန်တရက်နေ့တွင်မင်းကြီးရုံးစစ်လာမည့်အကြောင်းစာရရှိလေရာထိုနေ့မှာ28ရက်နေ့ဖြစ်၍3ရက်သာကျန်တော့၏ဥကောင်းမီးလောင်ခဲ့လေပြီရွှေကလေးရှိစုမဲစုကိုရောင်းချလိုက်လျင်လေ300ကျပ်များလောက်သာရနိုင်ပြီဖြစ်၍မထူးတော့ပြီမိခန့်တက်တာထဲတွင်ရုံးငွေ200ကျပ်လောက်ရှိသေး၏၎င်းတို့ကိုယူပြီးတငယ်ချင်းလူလေတယောက်ကိုခေါ်၍တရုတ်ကလပ်သို့တက်ကစားရာပထမတွင်200ကျပ်လောက်နိုင်ပြီးနောက်ဆုံး၌ပြောင်းပါလေတော့သည်ခက်ချေပြီးမိတို့လုံနေနီထွက်ပြေးလျင်လဲအကျိုးမရှိနောက်ဆုံးလာကုန်မီနေ့တွင်ကျွန်ုပ်သည်အဖြစ်အပျက်ကိုဟုတ်တိုင်းမှန်ရာဖော်ပြ၍ဒုဝင်ကြီးတနာလာအောင်စာတစောင်းရေးပို့လိုက်ရ၏တညလုံးရေးပြီးနနက်စောစောပင်ကျွန်ုပ်၏ရောက်ဖကိုပို့ခိုင်းလိုက်ရာချက်ချင်းလာခဲ့ဟုဝင်ကြီးထံမှစကားပြန်လာ၏ဝင်ကြီးသည်ကျင်နာသောမျက်နှာထားနှင့်ကျွန်ုပ်အားကြည့်လျက်ပြီး၍1000ကျပ်ကျော်ကိုသူကစိုက်ထည့်ထားမိအကြောင်းသူနှင့်အတူတောတက်ရာသို့လိုက်ပြီးရရှိသောခရီးစရိတ်ဖြင့်ပြန်ဆက်၍လာကကိုကျွန်ုပ်စားနိုင်ကြောင်းပြောလေရာကျွန်ုပ်သည်မစ္စတာတော်စင်အားဦးသုံးချိန်ချခဲ့ပါသည်ထိုနေ့မှစ၍ကျွန်ုပ်သည်ဤပုဂ္ဂိုလ်အားကျေးဇူးရှင်ကြီးအဖြစ်နှင့်မေတ္တာပို့ခြင်းကြော့ခြင်းအဖြစ်အယိုအသေးပြုခဲ့ရာယနေ့တိုင်းသူရှိရာအရက်ကိုမှန်း၍မေတ္တာပို့လျက်ပင်ရှိပါသည်ကျွန်ုပ်သည်မိမိကိုထောင်ချဖို့စာတာမပါဟုအောင်းမိခဲ့ရာဖဆပလအစိုးရလက်ထက်တွင်မှ
ထောင်သို့ပို့ခြင်းခံခဲ့ရ၏သို့သောအပြစ်မရသဖြင့်ထောင်ကျခြင်းမဟုတ်အချုပ်ခံရခြင်းသာဖြစ်သည်ဟုကိုဟာကိုဖြေဆဲမိပါသည်သည်ပျော်ပွဲစားထွက်ခြင်းထိုအချိန်မှစ၍ကျွန်ုပ်သည်ခရီးစရိတ်ရလိုမှုကြောင့်ဒုဝင်ကြီး၏တောလိုက်စရေးလောက်ရလေရာဤရာရှိနှင့်လိုက်ရခြင်းမှာမင်းကြီးမစ္စတာကလီတင်နှင့်လိုက်ရခြင်းထက်ပျော်စရာကောင်းလာ၏ချစ်ခနဲဆိုတိုင်းဇူဒတ်ဘူဒတ်ကျိမ်းမောင်းတတ်သည့်အရာရှိနှင့်လိုက်ရသည်နောက်ပနာကျင်နာတတ်သောအရာရှိနှင့်လိုက်ရခြင်းမှာနတ်ပြည်ရောက်ရသလောက်ထင်မိပါ၏တို့ရာတွင်ကျွန်ုပ်၏ဇာတာမှာပေရင်တော့မေးကြည့်သည်မဟုတ်အလို့တစ်ခု၌ကြာရှည်စွာဆွဲမြဲမြဲလုံးမြည်သူတယောက်မဟုတ်သည့်လက္ခဏာနှင့်ဒုဝင်ကြီး၏အကျွေးပြေလူမိချိန်တွင်မိမိအလုံး၌မပျော်ပိုက်သောစိတ်မျိုးတစားတစားဝင်လျက်ရှိ၏ရင်းတို့ရှိစဉ်ကျွန်ုပ်သည်ယုံစရေးများဖြစ်ကြသည့်ဘိုကပြားညီကိုတစုနှင့်မတရားနယ်ဆယ်ကြီးခေါ်အရက်တို့ငှက်ပစ်လိုက်သွား၏ကျွန်ုပ်တို့အားလုံးမှာစရေးများသာဖြစ်၍တာတာနာနာသွားနိုင်ကြသည်မဟုတ်လေတနက်တလက်စီနှင့်ဘိုက်စကယ်စီးပြီးသွားကြခြင်းဖြစ်၏ငါတစ်တာစသောစားစရာကလေးများအသင့်ပါလာကြ၏ကျွန်ုပ်ကမူခြေကိုက်လည်းရင်နှက်ဖြားရသည်ဟုဖက်ရဘူးသောကြောင့်ခြေနှောင်တစ်လုံးပါလာခဲ့၏နောက်တွင်ဖော်ပြလက်တန့်သောကတာနှင့်နံပေါင်းရွာသို့ဘရင်ခံစာဟာကုတ်ဘတလာတို့လူစုခရစ်စမတ်တပတ်တောလေထွက်ကြခြင်းကိုကြုံရသောအခါတွင်ကျွန်ုပ်တို့၏တောလေခြင်းမှာအလွန်ရည်စရာကလေးတစ်ခုဖြစ်လာတော့လေထိုစဉ်ကမူကိုဟာကလေးနှင့်ကိုအတော်ကြီးပျော်ခဲ့ကြပါသည်ညနေခင်းတွင်လူတစ်ယောက်ဂျိုးလေး9កောင်စီရအောင်ပြစ်ကြပြီးနောက်ထင်းလုံးကြီးများစိုက်ထားသည့်မိဘကြီးအနီးတွင်အမွှေးနှုတ်သူကနှုတ်ခုတ်သူကခုတ်ဆေးသူကဆေးကြော်သူကကြော်ချက်သူကချက်ပြီးရေရောသောဝီစကီကလေးနှင့်ဆိုရာမတက်၌မိကြတောက်ကြရခြင်းမှာအေယာမစိန်ကြီးတစ်ခုဖြစ်နေပါတော့သည်ဤအတော်အတွင်အကော်ရီယန်တစ်လုံးပါလာ၍တီးတဲ့သူကတီးပြီးအင်္ဂလိပ်တေးချင်းများဝိုင်းဆို၍ကသူများကကြသည်တွင်အတော်နှိပ်သောပျော်စရာတစ်ခုအနေဖြင့်ကျွန်ုပ်၏အုံနောက်တွင်အမတ်ထင်လျက်ကြံရစ်ခဲ့ပါသည်ကျွန်ုပ်တို့လူစုစရဲချသောနေရာ၌တဲကလေး2တဲ3တဲရှိခြင်းကိုကျွန်ုပ်မှတ်မိသေးရာတည်းမှာကျွန်ုပ်တို့လူစုအတွက်ဖြစ်၏ဂျိုးကျော်နှင့်ဝီစကီတပလင်းကုန်၍အမှုပြေကြသောအခါကျွန်ုပ်တို့သည်တဲကလေးတဲသို့ဝင်အိတ်ကြ၏ကျွန်ုပ်သည်ပါလာသောခြံတော်ကိုထောင်၍အိယာပြင်လေရာအခြားလူများမူကားတဦးတယောက်မျှခြံတော်မပါခဲ့ကြပေထိုညမှာအတော်အ၍ခြင်ကိုက်ခြင်းကိုကျွန်ုပ်မှတ်မိ၏ကိုနေရာနှင့်ကိုအိတ်ကြရာတွင်ကပြားကလေးတယောက်သည်ခြင်ကိုက်လှသည်ဆို၍ကျွန်ုပ်၏ခြံတော်ထဲသို့ဝင်လာ၏ခြံတော်မှာတယောက်အိတ်ကလေးဖြစ်သောကြောင့်မဝင်လောက်သည်နှင့်ဥကောင်းများသာတွင်မရစီဆိုကကျွန်ုပ်ဖက်သို့ဥကောင်းဆိုင်လျက်အိတ်ကြ၏အတန်ကြာလျင်ဒုတိယတစ်ယောက်ဝင်လာပြန်၍ပထမလူနှင့်ရှင်လျက်အိတ်၏ဒီနည်းဖြင့်ဘိုကပြား4ယောက်လုံးတယောက်ပြီးတယောက်ဥကောင်းသွင်းထည့်ကြပြီးခြေထောက်များကိုဆောင်ဖုံးထားကြသည်အတန်ကြာတော့သူတို့4ယောက်မှာတခေါခေါနှင့်ဟောက်ကြ၍ကျွန်ုပ်မူကားအိမ်မပြောနိုင်ပဲဖြစ်နေ၏ကျွန်တော်မှာဇာကျွန်တော်မဟုတ်ပိတ်ခတ်ပါဖြင့်ချုပ်ထားခြင်းဖြစ်ရာသူတို့အသက်ရှူထုတ်သောအငွေ့များသည်ကျွန်ုပ်ကိုမွန်းစေသဖြင့်တာရိပ်ပင်အိမ်မပြောနိုင်အောင်ဖြစ်နေ၏နောက်ဆုံး၌ကျွန်ုပ်သည်ကျွန်တော်ကိုသူတို့အားပေးခဲ့ပြီးလျင်တဲပြင်သို့တယောက်တည်းထွက်၍အိပ်ပါတော့သည်ဖြစ်ရပုံမှာပေါ်ဆဆလာခဲ့ကြသူမျိုးအဖို့ဖေးစားမရှိတတိဝရိယနှင့်ကျွန်တော်ယူခဲ့သောကျွန်ုပ်၌သာခံလိုက်ရခြင်းကိုရှေ့တွင်ဖော်ပြပါမည်လောကကြီးကဘာမှစိတ်ချရသည်မဟုတ်ချေထူးဆန်းသောအချင်းအရာတစ်ခုအိမ်သို့ပြန်ရောက်ပြီးလျင်ရက်တပတ်အတွင်းကျွန်ုပ်မှာအကြီးအကျယ်ဖျားခဲ့လေပြီအဖျားကြီးလွန်သောကြောင့်တချီတွင်တက်သွားပြီးအကြာကြီးတတိလေးလျက်ရှိရာကျွန်ုပ်ဤပချောင်ရိုးများငါဤဘဟကဲ့သို့ကားကြီးစုကြီးဖြစ်နေခြင်းကို
မိဘများမယားနှင့်မရီးတို့မြင်ကြရသည်ဟုနောက်တွင်ပြောကြ၏ကျွန်ုပ်၏မိဘများကဖျားစကလေးကရောက်နေကြလေပြီထူးဆန်းသောအချင်းအရာတစ်ခုမှာအဖျားပြောက်သောအခါတွင်ကျွန်ုပ်၏ပချောင်ရိုးနှစ်ဖက်တို့သည်မိမွေတိုင်းဖမွေတိုင်းမဟုတ်တော့ပဲခက်ကားကားဖြစ်လာသည်ဟုလူတိုင်းကပြောလေသည်ထိုကဲ့သို့ခဏခဏတက်ရာတွင်ပြုစုသူအလုံးသည်ကျွန်ုပ်တေကြည်တော်မြည်ထင်၍ငိုကုန်ကြသည်ဆို၏နောက်ဆုံး၌ကျွန်ုပ်အားမန္တလေးစေယုံကြီးသို့ပို့ကြ၏မပုမိကမူဆရာဝန်ခေါ်၍ပူကြပါသည်ပိတ်ဆိုးတဲ့ငှက်ပြမန္တလေးစေယုံကြီးမှာထိုစဉ်ကကြီးကြီးကျယ်ကျယ်မဟုတ်သေးပတ်စံပေးရသောဒုတိယရန်သူနာပြုခံမှာအထက်ဖက်စင်ဝင်ဆောင်ကလေးတွင်တည်ရှိ၍တနုံနှင့်ဘိုးကပြားလေး9ယောက်မျှသာရှိ၏ပတ်စံမပေးရသည့်အခန်းများမှာလည်းမြမလူနာအလွန်နေ၍တရုတ်ကလာဘိန်းစားများလောက်သာရှိကြ၏ပတ်စံပေးရသောအခန်းမှာအရက်သားများအတွက်တနေ့တစ်ချက်အစိုးရအမှုထမ်းများအတွက်တနေ့10ပဲမျှသာပေးရသည်ဈေးရုံသို့ရောက်ခါစား၌ညာတိုင်းလိုပင်အဖျားကြီး၍106ဒီဂရီရှိပြီးတတိမရသဖြင့်ညာတိုင်းပင်ဥကောင်းပေါ်သို့ရေခဲအိတ်တင်ရသည်တနေ့တ၌ကျွန်ုပ်၏လက်မမသွေးဖောက်ယူသွားခြင်းကိုသိလိုက်တော်လေဘာလို့မည်မသိသဖြင့်အမှတ်မဲ့နေလိုက်မိရာတငယ်ချင်းမောင်ကြီးထိုစဉ်ကမျိုးအုပ်ဖြစ်နေသည်ရောက်လာမှသိရတော့သည်မောင်ကြီးသည်လူနာမင်းရန်ရောက်လာ၍ကျွန်ုပ်၏ကရင်အနီးတွင်ကက်လက်ရက်ထိုင်နေရမှာခေါင်းရင်းတွင်ချိတ်ထားသောစာရွက်ကိုမြင်သည်နှင့်ထ၍ကြည့်၏တဖန်ပြန်၍ထိုင်သောအခါ၌မူကလထိုင်ကိုခက်လန်းလန်းသို့ရွှေ့ပြီးမှထိုင်၏ကျွန်ုပ်သည်သူ၏အပြုအမူကိုတတိပြုလိုက်မိတော့လေဘာမှမမေးဘဲနေပြီးသူပြန်သွားသောအခါမှာချိတ်ထားသောစာရွက်ကိုထ၍ကြည့်ရာအင်္ဂလိပ်ဘာသာဖြင့်ဤသို့ရေးထားသည်ကိုတွေ့ရ၏အသက်အန္တရာယ်ပြုရသည့်ငှက်ဖျားပိုးမျိုးတွေ့ရသည်ဆိုခြင်းပင်ဖြစ်သည်လက္ခဏာမှာငှက်ဖျားပိုးအမျိုးမျိုးရှိသည့်အနက်ကျွန်ုပ်၏သွေး၌တွေ့ရသောပိုးမျိုးမှာအထူးဆိုးရွားသည်ဆိုခြင်းပင်ဖြစ်သည်ဤတွင်မှတငယ်ချင်းမောင်ကြီးရွှေ့ထိုင်လိုက်သောအပြုအမူကိုကျွန်ုပ်နားလည်တော့သည်ထိုအခါမှာကျွန်ုပ်၏အဖျားမှာငှက်ဖျားဖြစ်ကြောင်းကျွန်ုပ်သိ၍ဆယ်ကြီးတို့သွားစဉ်ကသင်ကိုက်ခံခဲ့ရခြင်းကြောင့်ဖြစ်ကြောင်းကိုလည်းကျွန်ုပ်စဉ်းစားမိသည်အခြားတစ်ချက်မှာလည်းပြင်းထန်သောအမျိုးအစားဟုဆိုထားပြန်သဖြင့်သိခြင်းသိနိုင်သည်ဟုကျွန်ုပ်သိရခြင်းပင်ဖြစ်သည်ရခင်ကမူတက်ပြီးတတိလစ်ဖူးတော့လေအနည်းရှိလူများကသာတေမီလောထင်ကြသည်ကျွန်ုပ်ကမူတတိယသောအခါ၌တေတတ်သည်တေနိုင်သည်ဟု၍တခါမှမစင်စားမိပဲခပ်ပေါ့ပေါ့ခက်ရွှင်ရွှင်သာနေခဲ့ပါသည်ထို့ကြောင့်များအသက်ချမ်းသာရာရလေသလောမပြောတတ်ပေ၎င်းစာကိုဖတ်ရသောအခါမှစ၍မူကိုတော်တော်လေးလေးစားစားလုပ်၍နေလာပါတော့သည်တို့ရာတွင်ငကိုကလေးကခပ်ပေါ့ပေါ့လူစားမျိုးဖြစ်၍ကြာမရှိလှပါစွတ်တရွတ်ဝါဒနာဤနေရာတွင်ကျွန်ုပ်၏စိတ်ဖောက်ပြန်ခြင်းကြောင့်ပေလောတခါတရံတွင်စွတ်တရွတ်လှုပ်ချင်တတ်သောဝါဒနာကြောင့်ပေလောမပြောတတ်ကျွန်ုပ်လုပ်ပုံတစ်ခုကိုဖော်ပြပါအောင်နီကျွန်ုပ်မှာနလန်ထားစားဖြစ်တော်လဲကောင်းကောင်းကြီးအဖျားပြက်သေးဟန်မရှိသည်နှင့်ထမင်းဟင်းမကြွေးပဲပေါမုံနှင့်နွားနို့ကိုကြီးစားနေရ၏တယောက်တည်းဆိုရင်လည်းအောင့်ဤနိုင်ပါသေး၏ယခုမူနလန်ထူလျက်ရှိကြသည့်ဘိုးကပြားကလေးများကကျွန်ုပ်အနီးတွင်စက်သားဟင်းနှင့်ထမင်းစားကြသည်ကိုမြင်နေရ၍မက်ထရွန်ဘိုးမကြီးအားတောင်းရာ3ရက်လောက်ဆောင်ဖို့ပြော၏ဤတွင်ကျွန်ုပ်၏စိတ်ထဲ၌ငါသည်ဒီနေ့ညစက်သားစားပြီးတေခြင်းတေရစေစားပြည့်အောင်စားမည်ဟုတန်ထိတ်ထန်ချလိုက်လေ၏ဆေးရုံပေါ်တွင်မိသူအားမျှခိုင်းเสียမရှိဘဲနေရတွင်မိတို့လုံးပြီးထင်ကြသည်ကျွန်ုပ်သည်အိမ်နာသို့သွားမယောင်ယောင်နှင့်ဆေးရုံအပေါ်ရမ်းမှဆင်းလာ၍ဆေးရုံရှိ၌စိုက်သောဓာတ်ရထားပေါ်သို့တက်လေ၏ထိုစဉ်ကဓာတ်ရထားရှိသည်ဓာတ်ရထားပေါ်မှလက်မှတ်ရောင်းသူနှင့်ခရီးသည်များသည်ဆေးရုံလူနာအဝတ်အစားနှင့်
တက်လာသောကျွန်ုပ်အားမြင်ကြ၍တယောက်ကိုတယောက်ကြည့်ကြ၏ကျွန်ုပ်ကမူမမြင်ချင်းပြု၍ထိုင်လိုက်၏ဈေးသူအနီးဘီလန်ထိုစဉ်ကချစ်တီးတန်းခေါ်သည်တို့ရောက်သောအခါဓာတ်ရထားပေါ်မှဆင်း၍စိတ်သားကင်နှင့်စက်သားကင်တမတ်ဖိုးစီဝဲ၏ထိုနေရာ၌စားသောညော်စော်နံလိမ့်မီဆိုကမိဘများတဲခိုသည့်စေယုံဝင်းအိမ်သို့ယူသွားပြီးအားလုံးပြောင်းအောင်ထိုင်၍စားလိုက်သည်စားပြီးသည့်နောက်ဇက်ငင်နှင့်တေသွားရင်လဲကျွန်ုပ်နောင်တရလိမ့်မည်မဟုတ်အသေးခံဖို့အသင့်ပြင်ပြီးဖြစ်၏ဤအပြုမူမျိုး၃ချိန်ထက်မနည်းကျွန်ုပ်ဤတသက်တာ၌လုပ်ခဲ့ဘူးသည်ဒူးထောက်တောင်းပန်ရခြင်းအံ့ဩလျက်ရှိသောမိဘများကိုနှိမ့်သိမ့်စေရန်တင့်တော်အောင်ပြော၍လက်ဖက်ရည်ချမ်းတကယ်ဝဝကြီးတောက်ပြီးနောက်ကျွန်ုပ်သည်ဓာတ်ရထားနှင့်ပင်ဆေးရုံကြီးသို့ပြန်သွား၍ချောမောစွာရောက်ပါ၏လန်ခရီး၌သာချောမောပါသည်မေထရွန်ပိုမကြီးနှင့်မူကားအကြီးအကျယ်ပင်မချောမောပါကျွန်ုပ်ထွက်သွားသည်မှာစုစုပေါင်းတနာရီခွဲခန့်ကြာလိမ့်မည်ဖြစ်ရာထိုအတော်အတွင်၌ဆရာမကြီးသည်ခဏလာ၍မေးသည်ဟုကပြားကလေးများကပြောကြ၏ကျွန်ုပ်မူကားအဆူခံဖို့ပြင်ပြီးဖြစ်သောကြောင့်အလွန်အမင်းမတုံလှုပ်လှခြင်းသို့သောကျွန်ုပ်သည်ဤဆရာမကြီးအကြောင်းကိုမဆွားကသိခဲ့ပါမူကားထွက်ကောင်းမှထွက်ဝိမည်ထင်သည်စူလိုက်ပုံကပွက်ရိုက်သွားတော့၏အင်္ဂလိပ်စကားလုံးရိုင်းအခေါ်ရှိသည်များစိုးမညံ့ဖြင်းသောအပြုအမူနှင့်ပတ်သက်သည်များကုန်ခဲ့ပါလိမ့်ပြီပထမ၌ကျွန်ုပ်သည်နားအပြင်အိတ်မရှိဘူးဟုသဘောထားကစူကျင်တိုင်းစူသည်များကိုမထိတရီလုပ်နေ၏ပိုမကြီးသည်ကျွန်ုပ်၏ခက်အေးလုပ်နေသောအမူအရာကိုမြင်သည်တွင်တာ၍စူလာပြီးလည်းရင်နာမည်ရိုင်းများခေါ်ယုံနှင့်မပြီးတော့ပဲဆရာဝန်ကြီးကိုတိုင်ရမည်ထိုမှတဆင်ကျွန်ုပ်၏အလုပ်ဌာနမင်းကြီးတို့၎င်းဝင်ကြီးတို့၎င်းတိုင်ရမည်စသည်များဖြင့်ဆက်လက်စူပူလာလေတော့သည်အမှန်မှာကျွန်ုပ်သည်ယာရုကိုဂယုဆိုင်သူတယောက်မဟုတ်သောကြောင့်ဌာနဘက်ဆိုင်ရာမင်းကြီးများကိုတိုင်တန်းမည်ဆိုခြင်းအတွက်တုံ့လှုပ်ခြင်းမရှိလှတော့လေဤမိမကြီးစူပူခြင်းကိုနားညှိလာပြီးဖြစ်၍မိကဲ့သို့ပြုလုပ်ရမည်ကိုစဉ်းစား၏ကျွန်ုပ်သည်အကြံတစ်ခုရသည်နှင့်ဆရာမကြီးအားလှမ်းကြည့်လိုက်ရာအ ਨੇ ဆုံးမိခင်အရွယ်ရှိသောမိန်းမကြီးတစ်ယောက်ဖြစ်နေခြင်းကိုတွေ့ရ၍အိယာပေါ်တွင်မထီတရီထိုင်နေရမှာထပြီးလည်းရင်သူ့ရှိတွင်ဒူးထောက်လည်းရဲ့ကျွန်တော်မှားပါတယ်အမေဒီအတွက်ကျွန်တော်ဝမ်းနေပါတယ်ဒါကြောင့်ကျွန်တော်တို့ဗုဒ္ဓဘာသာအရာအနှိမ့်ချဆုံးဖြစ်တဲ့နည်းနဲ့ကျွန်တော်ဝင်ချတောင်းပန်ပါတယ်အမေဟုဆိုကလက်အုပ်ကြည့်လည်းရဲ့တကယ်စေတနာနှင့်ဝေချလိုက်လေ၏မိမကြီးသည်ကျွန်တော်၏ရိုးသားပုံရသောအပြုအမူကိုမြင်လိုက်ရသည်နှင့်တပြိုင်နက်သူ၏ပါးစပ်မှရေရွတ်စူပွက်ခြင်းများမှာမိကိုရေဖြင့်နှင်းတက်လိုက်သည်နှင့်ချက်ချင်းရက်သွား၍ကျွန်တော်၏မျက်နှာကိုစိတ်ကြည့်ရင်အမျက်ဒေါသအပြေပြောင်းသည့်လက္ခဏာနှင့်မဆိုစလောက်ကလေးပြုံးလာလျက် that were to တော်လောက်ပါပြီဆိုကထွက်သွားလေ၏ကပြားကလေးများလည်းအံ့ဩသောအမူအရာနှင့်ကျွန်ုပ်အားကြည့်လျက်ရှိကြရမှာတယောက်က that follow is white ဒီကောင်တော်တော်ပညာရှိတယ်ဟုသူတို့အချင်းချင်းပြောလေတော့သည်သူတို့၏စိတ်ထားကိုကျွန်ုပ်ဆင်ခြင်လိုက်သည့်အခါတွင်ပွဲကောင်းတစ်ခုလက်လွတ်သွားတယ်ဟုအောက်မေ့ကြပုံရသည်ခိတ္တစိတ်ဖောက်ပြန်ခြင်းတလနီးပါးစေယုံတက်၍ကျမ်းမာသက်ဖြင့်ဆင်းလာသောအခါကျွန်ုပ်မှာအချက်ပိုင်းတွင်အနှဲငယ်ရေးသားဖော်ပြခဲ့သည့်အတိုင်းဘဝင်မြင့်သည့်ချွတ်ယင်းချက်တစ်ခုကြံရစ်ခဲ့ပါသည်တို့ရာတွင်ဤအကြောင်းကိုဘဝင်မြင့်သူတို့၏ထုံးစံအတိုင်းကိုဟကိုသိသည်မဟုတ်ပျောက်သွားသောအခါမှစင်ကြင်ခြင်းအပြင်သိရခြင်းဖြစ်ပါသည်ထိုစဉ်အခါနှင့်ပတ်သက်၍ရည်စရာလေးများထရပုံကိုဖော်ပြလိုပါသေးသည်ငှက်ဖြားပြောက်၍ဆေးရုံမှဆင်းလာပြီးခွင့်တလယူထားသည့်အခိုက်တွင်ကျွန်ုပ်သည်ရွှေမျက်မှန်တစ်လက်ထိုခေတ်မှာရွှေမျက်မှန်တက်လက်ရင်ဂုံရှိသည်ထင်ကြ၍ဘီတိုင်းလိုပင်တက်ကြပြီးရဟန်းငယ်ကလေးများကလည်းတက်ချင်ကြသည်ချယ်ရီဒုက္ခတစ်ချောင်းစိတ်တရေလက်အိတ်ဖြူတစ်စုံထိုခေတ်ကဘုံမများစွကြသည်ခေါင်းပေါင်းအလဲတဲ့ဘီအပေါင်းတော့မတက်သေးရန်ကုန်ရောက်မှတက်ပါသည်သင်ကြောင်သောပိုးလုံးကြီး
ဖဲလုံကြီးအလဲလဲဖဲလုံကြီးမှာအလွန်တောက်ပြောင်၍ဤခေတ်မှာယောက်ျားများမဝေ့ကြတော့ပေကောင်းပိတ်ဆိုသည့်တက္ကစုံပူဖက်နံထိုခေတ်၌လူတစ်ယောက်နှင့်တစ်ယောက်သည်အခြားအရာကိုမကြည့်ဖနက်ကိုရှေးဥစွာကြည့်သည့်တိုင်အောင်ဖနက်ကောင်တိုင်ကြသောခေတ်ဖြစ်သည်တနည်းဆိုသောဖနက်ကောင်စီးနိုင်မှခင်မီသည်ဟုယူဆကြသည်ချက်အင်းကြီးလက်မှာကြွေတိုက်စိန်တုလှုပ်ထားသည့်ဖက်နယ်ကျဲသည်ခေါင်းပေါင်းစရှိပိုးစစ်ချေအိဖက်ချဲတက်ကလက်နက်ပြရောင်ကောင်းကောင်းစသည်တို့ကိုအလဲလဲဝစ်စင်၍လမ်းလျှောက်လေသည်ဖိတ်တရီလက်အိတ်ဖြူမှတပါအခြားသောအဝတ်အစားများအပင်အပြေများမှာမလျော်သည်မဟုတ်သူခေတ်တွင်ရှေ့ဆုံးမှပြေးခြင်းများသာဖြစ်သောကြောင့်ကျွန်ုပ်အကြောင်းကိုတခြားလုံးတိတူများကပြုံးကြတော်လေတရံဆန်လူများကမူမော်၍ကြည်ကြရသည်အဝတ်အစားတွင်သာမကစိတ်ထဲကလည်းငါလုပ်လည်းရင်ဘာမဆိုအောင်မြင်ရမည်ဟုချင်မြင်လျက်ရှိရာစန်တေဝီကိုရဲရဲကြည့်၍ပြုံးခြင်းအတွက်ကြောင့်မိခင်ထံသို့လာပြီးငိုရှာပုံကိုလည်းအထက်တွင်ဖော်ပြခဲ့ပါပြီထိုစဉ်အခါကစန်တေဝီနှင့်နှမကလေးတို့ရှင်ထိုင်နေကြသည့်အခွင့်အရေးမျိုးကြုံရလျင်ဝင်၍မေးရုံသာမကလက်ကိုပင်ဆွဲဝင်လိုက်မည်ခြင်းသည်သို့ဆိုရင်လည်းအောင်မြင်မည်ဖြစ်ကြောင်းကိုနောက်အကြောင်းအရာများကသက်သေခံလျက်ရှိပါသည်မိတ်ဆွေတို့များရည်စရာတစ်ခုဖြစ်ရပုံကိုဖော်ပြလိုသေးသည်မှာကျွန်ုပ်သည်ရန်ကုန်သို့မင်းကြီးနှင့်ရောက်ခဲ့စဉ်ကတောင်းနေဘက်တငယ်ချင်းများဖြစ်သည့်မောင်ရီလက်ရှင်တရားသူကြီးဖြစ်လာသည်ကိုဝင်းမော်တက်တော်ဝင်တော့ဖြစ်လာသည်ကိုဖူးညိုငွေတိုက်ဝင်တော့ဖြစ်လာသည်တို့အား၎င်းတို့၏ကျောင်းသို့တွား၍တွေ့ပူ၏ကိုဝင်းမော်မှာမကိုလန်းတိုက်ခန်းတစ်ခုတွင်ကိုထွန်းရှိကိုကွန်းကြီးဟူသောဘီအတန်းတွင်တင်လျက်ရှိသည်တောင်းသားနှစ်ယောက်နှင့်အတူအခန်းငှား၍နေထိုင်လျက်ရှိရာကိုဝင်းမော်ကမိတ်ဆက်ပေးခြင်းအပြင်ထိုလူနှစ်ယောက်နှင့်ကျွန်ုပ်တိကျွမ်းယုံမကကျွန်ုပ်ရန်ကုန်ရှိခိုက်တွင်ခဏခဏတွေ့၍အတူလက်ပတ်ကြဘူးသည်ထိုလူ၃ယောက်လုံးမှာကျွန်ုပ်နှင့်အတူကိုရန်တစ်နှစ်တည်းအောင်ခဲ့သူများဖြစ်သည့်အလျောက်ကိုဝင်းမော်ကကျွန်ုပ်အားထိုလူနှစ်ယောက်နှင့်မိတ်ဆက်ပေးရာတွင်ကျွန်ုပ်မှာသူတို့ကဲ့သို့ကောလိပ်ကျောင်းမရောက်တော့လေအလွန်စာဖတ်သူတယောက်ဟု၍ပြောပြ၏ဤတွင်ကိုထွန်းရှိန်နှင့်ကိုကွန်းတို့သည်မန္တလေးသားတယောက်ကိုစက်ကြည့်လိုက်အောင်မည်ဟုသောရည်ရွယ်ချက်ဖြင့်အင်္ဂလိပ်ဝတ္ထုကြီးများနှင့်ပတ်သက်၍ကျွန်တော်၏အယူအဆများကိုတီးခေါက်စုံစမ်းကြ၏ကျွန်တော်ကလည်းသူတို့၏ဘီအတန်းစာများကိုမတင်ရဘူးသဖြင့်မကျွမ်းကျင်တော်လဲအင်္ဂလိပ်ဝတ္ထုများနှင့်ပတ်သက်၍မူရွယ်တူလျင်မကြောက်ဟုကိုဟာကိုယုံကြည်စိတ်ချထားသည့်အလျောက် BA ကျောင်းသားတွေဆိုယုံနှင့်ရွံ့ကြောက်ခြင်းမရှိဘဲရဲရဲတင်းတင်းထင်မြင်ချက်ပေးတော်သည်သူတို့ဖတ်ဖူးသည့်စာအုပ်များကိုကျွန်ုပ်အားလုံးလိုပင်ဖတ်ဖူး၍ကျွန်ုပ်ဖတ်ဖူးသောစာအုပ်များအကြောင်းကိုတီးခေါက်ကြည့်သောအခါ၌မူသူတို့ကကျွန်တော်တို့ကကျောင်းသားတွေရှိပါသေးတယ်ဗျာခင်ဗျားလိုစာစုံအောင်မဖက်ရသေးပါဘူးကျောင်းစာကလည်းတစ်ဖက်ကိုဗျာဟုပြောကြလေသည်မိတို့ပင်ဖြစ်စေကိုဝင့်မော်ကကျွန်တော်တို့မန္တလေးသားကမခေဘူးဗျာဟုပြောလိုက်ကြရာတွင်ထိုလူနှစ်ယောက်ကလှိုက်လဲစွာဝန်ခံကြပါပေသည်ထိုခေတ်ကမူစာသမားချင်းဆုံမိကြ၍နှီးနှောတိုက်ဆိုင်ကြည်ရာတွင်အင်္ဂလိပ်ဝတ္ထုကြီးများစုံစုံလင်းလင်းဖတ်ဖို့သူမှာဂုံကြီးတစ်ခုဖြစ်လေသည်ထိုများမက၎င်းစာအုပ်များနှင့်ပတ်သက်၍တော်တော်ချစ်ချင်းမြင့်မြင့်ရှိအောင်ထင်မြင်ချက်ပေးတတ်ခြင်းမူကားအေယာမဂုံကြီးတစ်ခုဖြစ်ပါတော့သည်ထိုလူနှစ်ယောက်အနက်ကိုကွန်းမှာနောင်တွင်ဘီလမဝက်လုံဖြစ်လာ၍ကိုထွန်းရှိန်မှာမန္တလေးမြို့ဗုဒ္ဓဘာသာကျောင်းအုပ်ကြီးဖြစ်လာပါသည်ဘဝင်မြင့်တော်လဲမဆူလားဘဝင်မြင့်လျက်ရှိသောအချိန်ကကျွန်ုပ်သည်စန်တေဝီတို့အရက်မှလမ်းလျှောက်ပြန်လာ၍ဗုဒ္ဓဘာသာကျောင်းအနီးသို့ရောက်ရာတွင်ကျောင်းဖြစ်နေသောကိုထွန်းရှိန်ကိုတတိယသည်နှင့်နှုတ်ဆက်အုံမည်ဟုချိုးဝင်ခဲ့သည်အချိန်မှာကျောင်းအားချိန်ဖြစ်သည်နှင့်ကျောင်းကြီးနှင့်အခြားဆရာများသည်အခန်းတစ်ခန်းတွင်အတူတကွထိုင်လျက်ရှိကြ၍ကိုထွန်းရှိန်ကဆရာများအားလက်ချပေးနေသည့်လက္ခဏာရှိ၏ကျွန်ုပ်သည်ရွှေမျက်မှန်ဒုတ်ကလက်အိပ်ဖြူတို့နှင့်တကွဝတ်ကောင်းစားလှဝင်လျက်တက္ကစုံဖနက်ကိုရဲရဲနှင်းကဝင်သွားရာတွင်ကိုထွန်းရှိန်သည်ရန်ကုန်၌တွေ့ခဲ့စဉ်က
ကိုဖေသိန်းနှင့်မတူသောကြောင့်ရည်တီရာကြဖြစ်၍ငေးကြည့်နေသေး၏ဤတွင်ကျွန်တော်ကလက်အိတ်တစ်ဖက်ကိုချွတ်ကကိုလူကျုပ်ကိုမမှန်မိဘူးလားဖေသိန်းလေပြားဟုအင်္ဂလိပ်လိုပြောလိုက်ရက်လက်ကိုဆန့်တန်းပေးလိုက်ရာကိုထွန်းစိန်သည်ကြပြာကြရာထလာ၍ကျွန်တော်၏လက်ကိုဝမ်းသာအားရဆွဲလှုပ်လေ၏ထို့နောက်ကျွန်ုပ်အားနေရာထိုင်ခင်းပေး၍ကိုဝင့်မော်အကြောင်းကိုကွန်းအကြောင်းစသည်များကိုအင်္ဂလိပ်လိုပြောကြလေရာကိုထွန်းစိန်ကတစ်ချက်တွင်မြန်မာလိုညှက်တော်လဲကျွန်ုပ်ကမြန်မာစကားလုံးဝမသုံးတော့ကြောင်းသူလည်းအင်္ဂလိပ်လိုကြီးပြောရတော့သည်ကျောင်းဆရာများမှာကျွန်ုပ်နှင့်အားလုံးသိကြသူများဖြစ်၍ကျွန်ုပ်လုပ်ပုံတွေကိုပါဇက်အဟောင်းသားနှင့်ငေးကြည့်လျက်ရှိကြရာကျွန်ုပ်ကတယောက်တလေအားပူကောင်းဆက်လျက်နှုတ်ဆက်သည်တွင်ကိုထွန်းရှင်က၎င်းတို့ဘက်သို့လှည့်ပြီးနောက်မှဆက်ပြောကြသေးတာပေါ့ဆရာတို့ဟုဆိုကားသွားခွင့်ပြုလိုက်လေ၏ကျွန်ုပ်နှင့်ကိုထွန်းရှင်တို့လည်းကြောင်းတက်ချိန်တိုင်အောင်ဆက်လက်၍အင်္ဂလိပ်လိုပြောလျက်ရှိကြရာကျောင်းဆရာများမှာစပတ်ကြီးမွေညှို့သောရုံများကဲ့သို့အခန်းပြင်ဘက်မှတရစ်တီလောက်ခါကျွန်ုပ်အားကြည်လိုက်ကြသူတို့အချင်းချင်းကြည်လိုက်ကြတီရိုးစကားပြောလိုက်ကြလုံနေကြလေတော့သည်ကြောင်းတက်ချိန်တိုင်ခါမှကျွန်ုပ်ကကိုထွန်းရှင်အားစတိုင်ကြလက်ဆွဲနှုတ်ဆက်၍ထွက်လာခဲ့လေရာကျောင်းဆရာများမှာမျက်လုံးများပြူကြရသည်နှင့်ပင်မျက်စိနာကြမည်ကိုစိုးရိမ်ရပါသေးသည်သူတို့သည်ကျောင်းဝင်းထဲမှထွက်လာသောကျွန်ုပ်အားမျက်စိတဆုံရိုက်ကြည့်နေကြခြင်းကိုကျွန်ုပ်ကလှည့်ကြည့်သည်ဖြင့်မြင်ခဲ့ရပါသေးသည်ကိုထွန်းရှင်ကအကဲခတ်ပေါ်အထက်ပါအဖြစ်အပျက်တွင်ကျောင်းဆရာများနှင့်ကျောင်းနေဘက်တငယ်ချင်းများလည်းပါဝင်သည်ကျောင်းအုပ်ကြီးဦးထွန်းရှင်တို့၏အမှုအရာများနှင့်ပတ်သက်၍ကျွန်ုပ်အဖို့စဉ်းစားစရာသင်ခန်းစာယူစရာများပါရှိသည်ဖြစ်သောကြောင့်ကျွန်ုပ်၏မှတ်တမ်းကို9နှစ်ခန့်မြခိတ္တကျော်လွှား၍၎င်းတို့အကြောင်းကိုဆက်လက်ဖော်ပြလိုပေသည်ဦးထွန်းရှင်နှင့်ခွဲခွာ၍ထွက်လာသောအချိန်တိုင်းမူကျွန်ုပ်မှာဘဝမြင့်ယောဂအရှိန်ရှိနေသေးသည်ဖြစ်သောကြောင့်ဦးထွန်းရှင်၏မျက်နှာထားကို၎င်းတောင်းဆရာများ၏မျက်နှာထားကို၎င်းကျွန်ုပ်တတိပြုမိတော့လေဒီလူတွေငါ့ကိုတော်တော်လန့်သွားကြတယ်အံ့ဩသွားကြတယ်မှတ်လေရောဟငါအကြောင်းသိကြလေရောဟစသည်များဖြင့်ကိုဟာကိုအလွန်ကျဉ်တ်လာခဲ့ပါသည်ဦးထွန်းရှင်၏မျက်နှာထား၌ကျွန်ုပ်ကိုကောင်းစွာနားမလည်သည့်လက္ခဏာမျိုးတစ်ချက်တွေ့ရတော့လေကျွန်တော်၏စိတ်ထဲကနားမလည်မရှိပါနဲ့ဆရာဒီဖေသိမ်းမှဖေသိမ်းအစ်စ်ပါဟု၍အဖြေပေးလျက်ရှိ၏ရဲတင်းတွတ်လက်ပြောခြင်းမှတပါကျွန်တော်၏စကားများမှာအမှားပါသည်မဆိုနိုင်တော့ကြောင့်ဦးထွန်းရှင်သည်ကျွန်တော်၏မျက်နှာထားအတိတ်ပဲကိုလက်ခံ၍ဤနှစ်ခန့်အတွင်းဒီလူတယောက်ဒီလောက်တောင်တိုးတက်လာရချေသလောဟုစဉ်းစားခြင်းကိုပင်ကျွန်ုပ်မြင်နိုင်သည်ပထမတွင်သူ့အဖို့ပြဿနာဖြစ်၍နောက်ဆုံးတွင်ကျွန်ုပ်အားအထက်ပါအတိုင်းလက်ခံခြင်းကိုကျွန်ုပ်မြင်ရသည်ဥပမာထိုစဉ်ကဘာမာခရက်တစ်သတင်းစာအက်ဒီတာအမှုဖြစ်လျက်ရှိရာ၎င်းအမှုအကြောင်းကိုသူရောကျွန်ုပ်မှာသတင်းစာတွင်လိုက်၍ဖတ်ထားသဖြင့်ဆွေးနွေးကြရာတွင်ကျွန်ုပ်ကကျွန်တော်၏ထင်မြင်ချက်ကိုရဲကြီးပြောချလိုက်သဖြင့်သူအံ့အားတင့်သွားခြင်းကိုကျွန်ုပ်တတိပြုလိုက်မိသည်ကျွန်ုပ်ဘဝင်မြင့်မိကဤစိတ်ကူးမျိုးရှိလျင်ရှိမည်ဖြစ်တော်လေထိုကဲ့သို့ရဲတင်းပြောဝင်မည်မဟုတ်နောက်တွင်ဘဝင်မြင့်ပြောက်၍ကျွန်ုပ်ပြောခဲ့သည့်ထင်မြင်ချက်ကိုပြန်လည်သုံးသပ်သည့်အခါအသလုံးမဟုတ်အကြောင်းအကျိုးအဆက်အသွေးအတော်ပြည့်စုံခြင်းကိုတွေ့ရသဖြင့်ကိုဟာကိုချီးမွမ်းရအောင်မည်ကဲ့သို့တွေ့ရပါသည်